ဒီနေ့တော့ရန်ကုန်မှာအကြိုက်ဆုံးတင်ဆန်ဆိုင်နေထဲကတစ်ခုကိုရောက်ခဲ့ပါတယ်သူဆိုင်ရာတင်ဆန်နေရ ready made မဟုတ်ပဲねပေါ့နော်အသားတွေကိုလက်လက်ဆက်ပဲတုံထားတာမလို့စားလိုက်တာနဲ့ချို့ပြီးတော့မှအီဆက်နေတဲ့အရာတာကိုအရင်ကြိုက်ပါတယ်စီချွမ်အရာတာပစွန်ဖတ်ထုတ်စီချက်လေးဆိုလို့ရှင်เนาะသူဆိုင်ရာပဲတခြားဆိုင်နေမှာလဲ try ကြည့်ဘူးပဲပေါ့နော်ဒါပေမဲ့သူဆိုင်လောက်အဆင်ပြေပြီးတော့ကတွင်တွေ့တဲ့ဆိုင်မတွေ့တီးပါဘူးမင်းတို့လိုမနက်စောစောပေါ့နော်မနူတဲ့လူတွေအဲ့ရထားနောက်ကျတတ်တဲ့လူတွေအတွက်ဆိုရင်မနက်စာ breakfast အစုံရတဲ့ဆိုင်ရာရှားတယ်ပေါ့နော်ဖူနွေဟင်းထုံးငါထမင်းနေရအစာပေါ့နော်ရှမ်းပြည်အစာအစာတွေပြည်ပလာတာတို့စိတ်ဆွနံပြားတို့ရှမ်းတရုတ်ဗမာအစာအစာတော်တော်များများအစာတောက်စုံရတာ breakfast စုံရတာတွေ့ရပါတယ်ဒီရက်ပိုင်းမှာ menu အသစ်ထပ်တူထားတဲ့အညာမုတ်လက်ဆောင်လေးကို try ကြည့်ခဲ့ပါတယ်ရာသီဥတုပူပူနဲ့ဆိုတော့တောက်ရတာအရင်ရရှိရပေါ့နော်ထညက်ရည်လေးနဲ့သူဆိုင်ရာကြိုက်တဲ့ menu တွေထဲမှာမန်လီမီရှိနဲ့စိတ်ဆွနံပြားလေးပါပါတယ်သူရဲ့ဆိုင်ရဲ့ application ကို download လုပ်ထားပြီးတော့မှ point လေးစုလို့လည်းရရပေါ့နော်အခြားစားကောင်းတဲ့ဆိုင်တွေရှင်လည်းမင်းကို comment မှာ recommend လေးပြီးခဲ့ပြီးပါအောင်ရှင်နောက်ရက်ကျရင်တွားပြီးတော့ try ကြည့်ချင်လို့ပါအဆုံးထိကြည့်ပြီးလို့ကျေးဇူးပါတတဆိုင်နာမည်လေးပြောဖို့မိပါလို့ sorry ပါဆိုင်နာမည်က Burma 47ပါအားလုံးပဲကျေးဇူးပါတတ